ဝတ်တက်စားတက်လာပြီလို့ပြောခံချင်တာတဲ့ဒီငါးပုံလေးကိုကြည့်ပြီးအမှတ်ပေးပြပါအောင်တဲ့ကဲ star ဘယ်လောက်ပေးရမလဲပေါ့နော်ပထမဆုံးပုံကကဲပြပြချင်းမှာပဲနိုဒီကောင်းပေါ်သွားတယ်ပေါ့နော်အင်ကြီးက6နေလို့ပါပေါ့နော်ဒီမှာရင်ဘက်မှာဆိုလို့ရှိရင်လည်းပြပေးထားတယ်ခါးမှာလည်းပြပေးထားတယ်ဒီပုံစံကိုပေါ့နော်အင်ကြီးလေးတော့ကြိုက်တယ်ဒါပေမဲ့စကတ်နဲ့အရန်မလိုက်ဘူးလို့တော့ခံစားရတယ်အဲ့တော့မီသူကဒီရဲ့သူဝတ်ထားတဲ့1 set လေးကို3 star ပေးလိုက်မယ်ပေါ့နော်ကဲနောက်တစ်စုံကတော့ရိုးရိုးရှင်းရှင်းလေးပဲအခုစောင်းရသည်နဲ့လိုက်ဖက်တယ်စကတ်လေးကကြတော့အောက်မှာစေးပန့်တစ်ထပ်ပတ်ပါပြီးသားပေါ့နော်အဲ့တော့ဒီကောင်လေးကိုတော့2 star ပေးလိုက်မယ်ပေါ့နော်အိုဒါလေးကတော့တော်တော်ချစ်စရာကောင်းတာပဲအောက်မှာတော်တော်ကိုလိုက်ဖက်တယ်အပေါ်ကအရင်ဒီအောက်ကအဖျော်လေးနဲ့တွဲထားတော့ဒီကောင်တော့4 star ပေးလိုက်မယ်ပေါ့နော်ဒါလေးကကြတော့ရင်အုံလေးကအုံပါပြီးသားအောက်ကစေးပတ်မပါဘူးပေါ့နော်ဒီကောင်တော့အဲ့လောက်ကြီးမကြိုက်ဘူးဆိုတော့ဒီကောင်တော့1 star ပဲပေးလိုက်မယ်ပေါ့နော်ဒါကတော့နောက်ဆုံးတစ်ထည်ကတော့တော်တော်ကိုကြိုက်တယ်သူ့ပုံစံလေးကအခုခစ်နဲ့လည်းအညီတယ်ပေါ့နော်အင်ဂျီဒီဇိုင်းလေးလည်းတော်တော်မိုက်တဲ့အခါကျတော့ဒီကောင်တော့မေသူက5 star ပေးမယ်ပေါ့နော်ဒါလေးကကြတော့အောက်မှာလည်းစေးပတ်ပါပြီးသားဘောင်းမီတစ်ထက်လည်းပါပြီးသားဆိုတော့တော်တော်အဆင်ပြေလို့တော့ခံစားရတယ်အဲ့ဒါကိုသူကတစ်ခုချင်းလေးပြန်ပြီးတော့ပြပေးရပေါ့နော်ယူရိုဆိုလို့ရှိရင်လည်းဘယ်ကောင်ကို5 star ပေးမယ်လို့စဉ်းစားထားလဲဒီထဲမှာပဲအထည်ကိုအကြိုက်ဆုံးလဲပေါ့နော်မေသူ